ပြီးခဲ့တဲ့ကမ္ဘာဖလားမှာဗျမ်းမတာလုပ်ခဲ့လို့2030ကမ္ဘာဖလားမှာပါကြီးမားတဲ့ရိုက်ခတ်မှုဖြစ်လာတော့မယ်အာဂျင်တီးနားအားလုံးပဲမင်္ဂလာပါပြည့်ရှံကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အာဂျင်တီးနားကတော့ပြီးခဲ့တဲ့ကမ္ဘာဖလားမှာဖိုင်နယ်ထိတက်လန်းလာခဲ့ပေမဲ့ကစားသမားတွေရဲ့လူမဆန်တဲ့ပြုမှုတွေအပြင်နိုင်ငံရေးအရပါအဆုံးရောက်ခဲ့တာကြောင့်ဖီဘာရဲ့မျက်စောင်းထိုးမှုကိုခံနေရပြီးဖြစ်ပါတယ်ဟုတ်ပါတယ်အာဂျင်တီးနားအသင်းကိုအားလုံးကဖီဘာရဲ့မျက်နှာလိုက်မှုကြောင့်ဖိုင်နယ်ထိတက်လာရတယ်လို့သတ်မှတ်နေကြပေမဲ့ဘောလုံးနဲ့ပတ်သက်တဲ့စီးမြင်စည်းကမ်းမှုပေါင်းတွေကိုကျော်လွန်ပြီးတော့လွန်ဆန်လို့မရပါဘူးအာဂျင်တီးနားဟာပြီးခဲ့တဲ့ကမ္ဘာဖလားမှာအုပ်စုအဆင့်မှာရှုံးပွဲမရှိအခက်အခဲမရှိစွာနဲ့ကြော်ဖြတ်နိုင်ခဲ့ပေမဲ့ကွာတာဖိုင်နယ်ပွဲစဉ်ဖြစ်တဲ့အင်္ဂလန်နဲ့ပွဲမှာတော့သူတို့ရဲ့အကျင့်စိုက်ကစတင်ပေါ်လာခဲ့တာဖြစ်ပါတယ်အာဂျင်တီးနားတို့အနေနဲ့အင်္ဂလန်ကိုတူဦးချင်းရရှင်ကစားဖို့မဖြစ်နိုင်တာကြောင့်တပွဲလုံးရန်လိုတဲ့ကစားဟန်နဲ့စိတ်သက်စစ်စင်ပြီးကစားခဲ့တာပါအင်္ဂလန်ကစားသမားတွေကလည်းမခံချင်တဲ့စိတ်ကြောင့်ပွဲစဉ်တွင်အာရုံမရောက်တော့ဘဲနောက်ဆုံးမှအာဂျင်တီးနားရဲ့နောက်ကျဂိုးတွေကိုခွင့်ပြုပေးရရင်ရှုံးနေသွားခဲ့ရပါတယ်တကယ်တော့အာဂျင်တီးနားရဲ့မိုက်ရှိုင်းတဲ့နေဗျူဟာကဘောလုံးပွဲမှာချင်းကပ်ပုံရအနိုင်ရဖို့အတွက်လုံးသိနေဆိုပေမဲ့ပွဲပြီးမှနိုင်ငံရေးကိုပါအဆုံးရောက်ခဲ့တဲ့အာဂျင်တီးနားကစားသမားတွေရဲ့လုပ်ရက်ကတော့ပြောစရာဖြစ်နေခဲ့ပါတယ်အဆိုပါပွဲပြီးလို့အောင်ပွဲခံတဲ့ချိန်မှာအာဂျင်တီးနားကစားသမားများစုဟာပိတ်စဖြူပေါ်မှာစလုံးမဲနဲ့ရေးထားတဲ့ Las Malvinas son Argentinas ဖော်ကလကျွန်းစုများသည့်အာဂျင်တီးနားပိုင်နက်ဖြစ်သည်ဟုအဓိပ္ပာယ်ရတဲ့အဝိစာကိုကိုင်ပြီးဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။ဒါပြင်အဆိုပါအဓိပ္ပာယ်ရတဲ့စာတမ်းပါနှစ်ခုစီးတွေကိုလည်းဝစ်ဆင်ခဲ့ကြပြီးဖော်ကလကျွန်းစုကိုအာဂျင်တီးနားလက်ထဲပြန်ထည့်ပေးဖို့တောင်းဆိုခဲ့ကြတာပါ။တကယ်ဆိုရင်အားကစားတဲ့နိုင်ငံရေးဆိုတာမပတ်သက်တဲ့ကိစ္စဖြစ်ပြီးအခုလိုတစ်ကမ္ဘာလုံးကစောင့်ကြည့်နေတဲ့ကမ္ဘာဖလားလိုပြိုင်ပွဲကြီးမှာတိတိကျကျနဲ့နိုင်ငံရေးအစွန်းရောက်တဲ့ပုံစံမျိုးတွေကိုချပြခဲ့တာကမဖြစ်သင့်တဲ့ကိစ္စတွေပါ။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဖော်ကလကျွန်းစုအငင်းပွားမှုဟာပြည်ထိုင်ပြည်သစ်စပိန်နဲ့လွတ်လပ်တဲ့အာဂျင်တီးနားတို့ပါဝင်ပတ်သက်ခဲ့တဲ့သမိုင်းကြောင်းဆိုင်ရာထပ်တူကြမှုတွေကနေအမြင့်တွင်နေပြီးနယ်မြေစိုးမိုးရေးပိုင်ဆိုင်ခွင့်အပြန်အလှန်တောင်းဆိုမှုတွေနဲ့1833ခုနှစ်ဗြိတိရှရေတပ်ရဲ့ဝင်ရောက်ဆွဲဖက်မှုတို့ကနေစတင်ဖြစ်ပေါ်လာခဲ့တာပါဗြိတိရှရေတပ်ကပတိန်ဂျွန်စတောင်းဟာ1690ပြည့်နှစ်မှာအဆိုပါကျုံးတွေပေါ်ကိုပထမဆုံးချိန်ဗြိတိရှတို့ခြေချမှတ်တမ်းဝင်ခဲ့ပြီးပတ်ဝန်းကျင်ရေပြင်ကိုဘင်ကော့စပေါ့ကလန်ကိုအဆွဲပြုပြီးနာမည်ပေးခဲ့ပါတယ်1964ခုနှစ်မှာပြည်သစ်ဟာပထမဆုံးအမှန်တကယ်အခြေချနေထိုင်မှုကိုထူထောင်ခဲ့ပြီးနောက်ပိုင်းစပိန်စီကိုလွှဲပြောင်းပေးခဲ့ရာကျွန်းများကိုစပိန်ရဲ့အုပ်ချုပ်ရေးဆောင်ဖြစ်ကိုပြောင်းလဲသွားစေခဲ့ပါတယ်အဲဒီနောက်19ရာစုအစောပိုင်းမှာအာဂျင်တီးနားအနေနဲ့စပိန်စီကလွတ်လပ်ရေးရရှိခဲ့ပြီးနောက်ကျွန်းစုများကိုစပိန်ရဲ့အချုပ်အခြာအာဏာပိုင်ဆိုင်ခွင့်ကိုစက္ကန့်ကြောင်းကြေညာခဲ့ပါတယ်1833ခုနှစ်ဇန်နဝါရီလရောက်မှာတော့ဗြိတိရှရေတပ်ကရောက်ရှိလာပြီးရန်ရှိနေတဲ့အာဂျင်တီးနားအရာရှိတွေကိုနှင်ထုတ်ကာဗြိတိရှထိန်းချုပ်မှုကိုပြန်လည်ထူထောင်ခဲ့ပါတယ်။အာဂျင်တီးနားကအဆိုပါလုပ်ရက်ကိုမတရားတဲ့ကိုလိုနီပြုကျင့်သိမ်းပိုက်မှုဖြင့်ရှုမြင်ခဲ့ပါတယ်။1980နှစ်ရောက်မှာတော့ဆယ်စုနှစ်ပေါင်းများစွာရှုံးနေခဲ့တဲ့တန်တမာရေးရတင်းမာမှုတွေနဲ့မောင်မြင်ခဲ့တဲ့ညီနိုင်မှုတွေကဧပြီလမှာအာဂျင်တီးနားရဲ့စစ်ရေးအရကျူးကျော်ဝင်ရောက်မှုကအမြင့်ဆုံးကိုရောက်ရှိသွားခဲ့ပြီး84ရက်ကြာစစ်ပွဲဖြစ်ပါကဗြိတိန်ရဲ့အနိုင်ရရှိမှုနဲ့ဇလန်ပြီးဆုံးသွားခဲ့ပါတယ်။ဒါကြောင့်အာဂျင်တီးနားဘက်ကသူတို့ရဲ့အချုပ်အခြာအာဏာပိုင်ဆိုင်ခွင့်ကိုဆက်လက်တောင်းဆိုနေဆဲဖြစ်ပေမဲ့အဆိုပါကျွန်းစုတွေဟာဒေသခံပြည်သူတွေရဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုအပြည့်အဝထောက်ခံပြုပြီးကိုဘာသာအုပ်ချုပ်တဲ့ဗြိတိရှပင်လယ်ရချနယ်မြေဖြစ်ဆက်လက်တည်ရှိနေပါတယ်။ဒီအကြောင်းတရားတွေကအာဂျင်တီးနားတို့အတွက်စကိဆက်ဆက်မေးလို့မရတဲ့ရေဆိုးကြီးဖြစ်ကြန့်ရှိနေကြတာဖြစ်ပြီးအခုကမ္ဘာဖလားမှာလည်းပါဝင်နေတာကိုမြင်တွေ့ရမှာပါ။ဖီဘာကတော့အခုလိုမဆိုင်တဲ့လုပ်ရက်ကိုပြုလုပ်ခဲ့တဲ့အာဂျင်တီးနားကစားသမားတွေဖြစ်တဲ့လီဆန်ဒိုမာတီနက်၊ရိုဗာနီလိုဆယ်ဆိုနဲ့ခရစ္စတီယာနိုမဲရိုအပါအဝင်ကစားသမားအများစုကိုပွဲပန်ပြစ်ထန်ချမှတ်သွားမှာပါ။တစ်ဖက်မှာလည်းစပိန်နဲ့ဗိုလ်လူပွဲကကွင်းလယ်လူပါရီဒက်စ်ရဲ့လုပ်ရက်ကလည်းပြောစရာဖြစ်ခဲ့ပြီးအတော်လေးကိုလူမဆိုင်ခဲ့တာပါ။စပိန်ကိုရှုံးနေခဲ့တဲ့အာဂျင်တီးနားကစားသမားတွေဟာအရှုံးကိုလက်မခံနိုင်ပဲပြန်ပြန်ကစားသမားတွေကိုရှမ်းမှုခဲ့တာပါ။လူသဖြင့်ပါရီတက်အနေနဲ့စပိန်ကစားသမားဂါဘရီယယ်မျက်နှာကိုရိုက်ခဲ့တာတွေပြင်ဂါစီယာကိုတွန်းလှဲခဲ့တာတွေကြောင့်ဖီဘာကစီကံထိန်းသိမ်းရေးဥပဒေပုံမှန်14ရာတိုက်ခိုက်ခြင်းဒါမှမဟုတ်အကြမ်းဖက်မှုပြုခြင်းတို့အတွက်အနည်းဆုံး3ပွဲပယ်ပြစ်ဒဏ်ကိုချမှတ်သွားမှာပါ။ဒီဖြစ်စဉ်မှာတော့ပါရီတက်နဲ့တူမိုလီနာတီယာဂိုအယ်မာရာနဲ့ညီပြအဖွဲ့ဝင်ဖြစ်သူရိုဘတ်တိုအာရာလာတို့ကလည်းပွဲပယ်ပြစ်ဒဏ်ချခံသွားမှာပါ။အာဂျင်တီးနားတို့အတွက်တော့အခုလိုပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရတာကလာမယ့်နှစ်တရာပြည့်ကမ္ဘာဖလားပြိုင်ပွဲမှာကြီးမားတဲ့အကျိုးသက်ရောက်မှုတွေရှိသွားမှာပါ။ဘာကြောင့်လဲဆိုရင်အာဂျင်တီးနားသင်းဟာလာမယ့်2030ကမ္ဘာဖလားကိုပူးတဲ့အရှင်ဖြစ်လက်ခံကျင်းပခွင့်ရထားတာကြောင့်ကမ္ဘာဖလားခြေစစ်ပွဲတိုက်ရိုက်ဝင်ခွင့်ရထားပါတယ်။ဒီနေရာမှာကစားသမားတွေက3ပွဲလောက်ထိပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရတာကြောင့်အုပ်စုပွဲစဉ်တွေကိုတေချာပေါက်လွဲချော်သွားမှာဖြစ်ပြီးရုန်းကန်ရနိုင်တာကြောင့်2030ကမ္ဘာဖလားကအာဂျင်တီးနားတို့အတွက်ကြီးမားတဲ့ရိုက်ခတ်မှုကြီးဖြစ်သွားတော့မှာပါ။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစတိုင်းကိုကျေးဇူးထူးပင်တင်ရှိပါရခင်ဗျာ။